ခင်ဗျာချက်ကမြန်မာနေပြန်လဲကြိုဆိုလိုက်ပါတယ်လူသားတွေကနာမည်မှဲ့ခြင်းညီပေးကင်မွတ်တခြင်းကိုဘယ်ချင်းစတင်ကြတာလဲလွန်ခဲ့တဲ့နှစ်ပေါင်း1200ခန့်ကလေးကလူတွေဟာအရာဝတ္ထုနေရာတွေနဲ့သူတို့ကိုယ်သူတို့နာမည်နာမတွေမှဲ့ခေါ်ပြီးအမှတ်အသားပြုလုပ်နေကြပြီလို့တချို့သမိုင်းပညာရှင်တွေကဆိုပါတယ်ဒါပေမဲ့ဒါအထောက်အထားခိုင်မာမရှိတဲ့သမိုင်းယူဆချက်တစ်ခုမျှသာဖြစ်ပါတယ်အထောက်အထားအခိုင်အမာရှာဖွေတွေ့ရှိတဲ့ရှေးအကျဆုံးနာမည်တစ်ခုကိုတော့အီရတ်နိုင်ငံတောင်ပိုင်းရှေးဟောင်းမီဆိုပိုတေးမီးယားဒေသရဲ့ကိုရက်မြို့တော်ဟောင်းမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့နာမည်ကိုအုတ်ချက်ဒီပေါ်မှာကမ္ဘာရှေးအကျဆုံးဆူမေရီယန်ဘာသာစကားနဲ့ရေးထိုးထားတာဖြစ်ပြီးနာမည်အပြင်နေရာကုန်ပစ္စည်းအမျိုးအစားအရေးအတွက်နဲ့အချိန်ကာလအပြင်အခြားအရာတွေလည်းပါဝင်ပါသေးတယ်။ BC 3100ခန့်လွန်ခဲ့တဲ့နှစ်ပေါင်း9000ကျော်ပြုလုပ်ခဲ့တဲ့တရုတ်ချက်တွေကိုတော့ဂျာမနီရှေးဟောင်းသုတေသနအဖွဲ့ကတွေ့ရှိခဲ့တာပါ19ရာစုနောက်ပိုင်းနဲ့20ရာစုအစောပိုင်းကာလကိုရက်မြို့တော်ဟောင်းနဲ့အိုင်နနာဘုရားကျောင်းတို့မှာပြုလုပ်ခဲ့တဲ့ရှာဖွေလေ့လာမှုတွေအတွင်းရှေးဟောင်းအုတ်ချက်ပေါင်း9000နီးပါးတူးဖော်ရရှိခဲ့ပါတယ်အဲ့ဒီအုတ်ချက်9000ကျော်တဲ့က18ချက်ပုံမှာတော့ကမ္ဘာရှေးအကျဆုံးနာမည်တစ်ခုကိုရေးမှတ်ထားတာတွေ့ရပါတယ်အဲ့နာမည်ကတော့ကုရှင်းပါကုရှင်းဟာမီဆိုပိုတေးမီးယားလူမျိုးတအုပ်ဖြစ်ပြီးစီးရင်စစ်တအုပ်ဒါမှမဟုတ်အိုင်နနာဘုရားကျောင်းခြေဆိုင်အုပ်ချုပ်ရေးတာဝန်ခံရရှိတအုပ်ဖြစ်တယ်လို့ယူဆပါတယ်။ကိုရက်မြို့တော်ဟောင်းနဲ့အိုင်နနာဘုရားကျောင်းတို့မှာရှာဖွေတွေ့ရှိခဲ့တဲ့အုတ်ချက်တွေဟာဆိုရင်ရှေးခေတ်မှာစာရွက်တွေအနေနဲ့မှတ်တမ်းမှတ်ရသောသုံးခဲ့ကြတာဖြစ်ပြီးပျော်ပြောင်းတဲ့ရှွန်ပြားပေါ်မှာအချက်လက်တွေကိုမှတ်တမ်းတင်ပြီးနှိပ်အုပ်ထားကြတာဖြစ်ပါတယ်။အဲအကြောင်းလည်းနှစ်ပေါင်း9000အထိပြည့်မစည်းပဲကျန်ရှိနေကြတာဖြစ်နိုင်ပါတယ်။အဲ့ဒီအုတ်ချက်ပေါ်မှတ်တမ်းနေရဆိုရင်အများအပြားစင်းရင်အမှတ်သားတွေဖြစ်ပြီးရိတ်ခါအရေးအတွက်ကိန်းကနန်းချိန်ကာလနေရာတွေအကြောင်းရေးမှတ်ထားတာတွေ့ရပါတယ်။ကိုနီဖောင်းရေးသားချက်စနစ်နဲ့ရေးသားထားတဲ့အဲ့ဒီအုတ်ချက်တွေရဲ့18ချက်ပေါ်မှာစင်းရင်စရာနဲ့အခြားအရာတွေပြီးအမည်နာမတစ်ခုကိုလည်းတွေ့ရပါတယ်။နာမည်ကတော့ကုရှင်းပါ။ကုရှင်းဟာဆိုရင်ကမ္ဘာပေါ်မှာတသက်ထောက်ထားပြနိုင်တဲ့ကမ္ဘာပထမဆုံးနာမည်တစ်ခုပါ။ဘာပထမဆုံးနာမည်ပိုင်ရှင်ကုရှင်းဟာဘရင်တယောက်စစ်သူကြီးတယောက်မဟုတ်ပဲစင်းစစ်တယောက်မှသာဖြစ်ပါတယ်။ဒါမှမဟုတ်သူဟာအိုင်နနာဘုရားကျောင်းခြေဆိုင်အုတ်ချုပ်ရေးတာဝန်ခံရရှိရလည်းဖြစ်နေနိုင်ပါတယ်။ကုရှင်းနာမည်ပါဝင်တဲ့အုတ်ချက်တစ်ချက်ပေါ်မှာဆိုရင်ကုရှင်းနာမည်ပါဝင်1986ခုသောမူရောစပါးတွေကို38လအတွင်းအိုင်နနာဘုရားကျောင်းပို့ဆောင်ရမယ်လို့အဓိပ္ပာယ်ပါရှိတဲ့စာရေးရေးသားထားပါတယ်။အဲ့ဒီအုတ်ချက်ပေါ်မှာဆိုရင်ကုရှင်း38လ1986မူရောစပါးအပြင်အခြားအတိတ်ပဲမဖွင့်နိုင်တဲ့အရာနှစ်ခုလည်းရှိနေပါသေးတယ်။ရှေးခေတ်မီဆိုပိုတေးမီးယားဒေသမှာဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း9000ကျော်ကလေးကစာရေးသားခြင်းစတင်ထွန်းကားနေခဲ့ပြီးစင်းအင်းပညာလည်းဆုံးမြင့်နေခဲ့ပြီဖြစ်ပါတယ်။နောက်နေ့မှာလည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ချက်ကမြန်မာ YouTube Channel လေးကို Like and Subscribe လေးပြုလုပ်ထားပေးပါဦးခင်ဗျာ။ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။